အင်္ဂလန်တောင်မန်ကစားသမားဆန်ချိုအနေနဲ့မန်ချက်စတာယူနိုက်တက်နဲ့လမ်းခွဲဖို့တေချာတလောက်ရှိနေပြီလို့ဗြိတိန်သတင်းစာ Daily Mail ကဖော်ပြခဲ့ပါတယ်။ဆန်ချိုအနေနဲ့လာမယ့်ဇန်နဝါရီပြောင်းရွှေ့မှာအသင်းကထွက်ခွာနိုင်မှုမျှော်လင့်နေပြီးအဲ့ဒီကာလအတွင်းအသင်းလူစီးရင်ကနေထုတ်ပေခံရပွဲရှိနေပါတယ်။ဆန်ချိုကနီးပြတန်ဟန်နဲ့ပြဿနာဖြစ်ပွားခဲ့တဲ့အော်တိုဘာလကတည်းကအကယ်ဒမီမှာတဦးတည်းလေ့ကျင့်ခဲ့ရတာဖြစ်ပါတယ်။အသက်23နှစ်အရွယ်ရှိဆန်ချိုအနေနဲ့ကလပ်သင်းဖော်တွေနဲ့ရောတော့နေထိုင်ခွင့်အတူစားသောက်ခွင့်လည်းမရှိဘူးလို့သိရပါတယ်။ဆန်ချိုဘက်ကနီးပြတဟက်ကိုလူသိရှင်ကြားတောင်းပန်ဖို့ညှင်းဆန်တဲ့အတွက်ပြဿနာကအခုလိုဆိုးရွားဆုံးအခြေအနေထိရောက်ခဲ့တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်က2021ခုနှစ်မှာဆန်ချိုကိုပေါင်83သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပြီးလာမယ့်ဇန်နဝါရီမှာအငှားချသွားဖို့စီစဉ်နေရလို့သိရပါတယ်။လက်ရှိမှာဆန်ချိုကိုပြန်လဲခေါ်ယူဖို့အသင်းဟောင်းဒေါမွန်ကစိတ်ဝင်စားနေပြီးဘာစီလိုနာကလည်းအငှားနဲ့ခေါ်ယူဖို့ဆန္ဒရှိနေပါတယ်။